စုလေဒီကာယပလရောင်းနေတာအထုပ်ရည်2000နီးပါးရှိပါပြီရှင်ဒါပေမဲ့ဒီလိုမျိုးမေးခွန်းသိပ်ပြီးတော့မမေးကြဘူးပေါ့နော်ချက်ပေါက်မှာတော့လာပြီးတော့မေးကြတယ်ဒါပေမဲ့ဒီမန့်နေမှာလာပြီးတော့မမေးကြဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီညီမလေးကိုပို့ပြီးတော့မှကျေးဇူးတင်ပါတယ်ရှင်ခိုင်းစုဖြေပေးမယ်နော်ဒီကာယပလကကြတော့ဘယ်လိုလူမျိုးတွေတောက်လို့မရဘူးလဲဆိုလို့ရှိရင်ကိုဝင်အောင်မိခင်တွေတောက်လို့မရဘူးနို့တိုက်မေမေတွေတောက်လို့မရဘူးနောက်ပြီးကြတော့အင်္ဂလိပ်စင်အမြဲတမ်းစားနေရတဲ့သူဆိုလို့ရှိရင်တောက်လို့မရပါဘူးရှင်ခိုင်းစုရောင်းနေတဲ့တစ်နှစ်ကျော်အတွင်းကိုမှအထုပ်ရည်2000နီးပါးရှိသွားပြီအဲ့ဒီအတော်အတွင်းကိုမှခိုင်းစုပင်းကနေပြီးတော့ဓာတ်ရိုက်မှာတာဖြစ်တဲ့အတော်အကြောင်းမို့လို့ရောင်းနေတဲ့အတော်အတွင်းပေါ့နော်လုံးဝအစီမပြေတဲ့သူဆိုတာခိုင်းစုတယောက်မှမကြုံဘူးမတည့်တဲ့သူတော့ကြုံဘူးတယ်မတည့်တဲ့သူမျိုးဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်လဲဆိုတော့သူကအနီဆက်ဒီလိုမျိုးလက်တွေပေါ်မှာအနီဆက်လေးတွေထားတာမျိုးနောက်ကျတော့ဆက်စာတောက်တဲ့အချိန်မှာဆိုလို့ရှိရင်ပုံမှန်ထက်ခေါင်းမူးတာမျိုးပေါ့နော်အဲ့လိုမျိုးလူတွေကမတဲ့တာကာယပလနဲ့မတဲ့တာဒီအားကလုံးဝလူတိုင်းနဲ့အရောက်100ဆို100လုံးတဲပါမယ်လို့မရှိဘူးလေနော်အဲ့ကြတော့100မှာ100လောက်ကတော့မတဲတဲ့သူတော့ရှိပါတယ်ရှင်ခိုင်းစုရောင်းနေတဲ့အထုပ်ရည်2000နီးပါးကိုမှ2ယောက်လောက်ပဲကြုံဘူးတယ်အဲ့လိုမျိုးလေအဲ့ဒါကြောင့်မလို့ကိုကဒါကမတဲလို့ရှိရင်လုံးဝဆိုးဆိုးဝါးကြီးဖြစ်တာမျိုးတော့မရှိဘူးခိုင်စုပြောတဲ့အဲ့လိုမျိုးလူလေးတွေဆိုလို့ရှိရင်တော့တောက်လို့မရပါဘူးရှင်တကယ်လို့ကိုကအင်္ဂလိပ်စင်အများနဲ့စားနေရတဲ့သူဒါပေမဲ့ခဏကိုဝကျင်လို့ပြည့်ကျင်လို့မို့လို့တောက်ချင်တဲ့သူတောက်ချင်လို့ရှိရင်ပေါ့နော်ကိုရဲ့နားလေတက်ကြွနဲ့ဆရာဝန်လေးတွေနဲ့တိုင်ပင်ပြီးတော့မှပဲတောက်ပါရှင်ခိုင်စုကတော့အဲ့လိုမျိုးလူလေးဆိုလို့ရှိရင်တော့မတောက်ခိုင်းဘူးနော်ကာယပလနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာလေးရှိရဆိုလို့ရှိရင်လည်းခိုင်းစုကိုအသေးစိတ်မေးလို့ရပါတယ်မဝယ်ဘဲနဲ့လည်းသိချင်တာရှိရင်လာပြီးတော့မေးလို့ရပါတယ်တခြားစီကနေပြီးတော့ဝယ်ထားတယ်ဒါပေမဲ့အဲ့စီမှာကြာကကြတော့ရှင်းပြတာအသေးစိတ်မကြလို့မလို့လာမေးချင်တယ်ဆိုလို့ရှိရင်လည်းမေးလို့ရပါတယ်ပင်ကနေဓာတ်ရိုက်မှာပြီးတော့ရောင်းပေးတာမို့လို့လုံးဝအစိပ်ပြကြောင်အာမခံတယ်လို့ကာယပလနဲ့ပတ်သက်ပြီးတော့သိချင်တာအသေးစိတ်ကိုလုံးဝပြောပေးနိုင်ပါတယ်ရှင်